အခု MATLAB programming ပိုင်းမှာရှိနေတဲ့ while လို့ရဲ့အကြောင်းဆိုလို့ရှိရင်လေ့လာသွားမှာဖြစ်ပါတယ်။ while လို့ဆိုတာကြတော့ condition တစ်ခုမှန်နေတဲ့၍ထပ်တလဲလောက်ဆောင်ပေးနေတဲ့ loop ပုံစံဖြစ်ပါတယ်။သူ့ရဲ့ရေးတဲ့ပုံစံကကြတော့ပထမဆုံးစလုံးကတော့ while ဆိုတဲ့စကားလုံးကနေစရေးပါတယ်။ပြီးလို့ရှိရင် logical condition ပြီးရင်တော့ statement နောက်ဆုံးမှာဆိုလို့ရှိရင် loop ကိုပိတ်ဖို့အတွက် and ဆိုတာရှိပါမယ်။ဥပမာ x equals 0 while x less than 10ဆိုလို့ရှိရင် x ရဲ့တန်ဖိုးသည်0ကနေစပြီးတော့မှဆိုလို့ရှိရင်10ထိသွားမှာကိုဆိုလိုတာဖြစ်ပါတယ်။နောက်တစ်ခုက statement ဘိုင်းမှာဆိုလို့ရှိရင် x equal x plus 1ဖြစ်ပြီးတော့နောက်ဆုံးမှာဆိုလို့ရှိရင် and or statement ဆိုပြီးတော့မှပိတ်ပြီးပါမယ်။ဒီနေရာမှာဆိုလို့ရှိရင်ဂရုစိုက်ရမယ့်အရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ logical variable တစ်ခုကိုရေးတဲ့အခါတိုင်းမှာ while လို့မရေးခင်မှာဆိုလို့ရှိရင်အဲ့ဒီ variable ကိုအရင်ဆုံး define လုပ်ရပါတယ်။ဒါကြောင့် while ဆိုတဲ့စာကြောင်းမတိုင်ခင်မှာအဲ့ဒီ variable တန်ဖိုးကိုအရင်ဆုံးသတ်မှတ်ပေးရတာဖြစ်ပါတယ်။အဲ့လိုမလုပ်ခဲ့ဘူးဆိုလို့ရှိရင် variable ကိုသတ်မှတ်မထားတဲ့ logical expression တစ်ခုနဲ့ထည့်လိုက်မယ်ဆိုလို့ရှိရင် x ရဲ့တန်ဖိုးကိုတိတိကျကျမသိတဲ့အတွက် MATLAB က error ပြပါလိမ့်မယ်။နောက်ထပ်ဒုတိယအရေးကြီးတဲ့တစ်ချက်ကကြတော့ variable မှာဆိုလို့ရှိရင်တင့်တော်တဲ့ increment ဒါမှမဟုတ်လို့ရှိရင် decrement ရှိနေရပါမယ်။အဲ့ဒါကပေးထားတဲ့ဒီ logical expression နဲ့ x တန်ဖိုးတွေပေါ်မှာမူတည်ပါတယ်။ဘာလို့လဲဆိုတော့ဒီ x တန်ဖိုးမှာဒီ x ဆိုရယ် x တန်ဖိုးမှာဆိုလို့ရှိရင်သူက increment တန်ဖိုးဒါမှမဟုတ်လို့ရှိရင် decrement တန်ဖိုးထည့်မထားဘူးဆိုလို့ရှိရင်while လို့ကအဆုံးမရှိရဲ့ infinite လို့ဖြစ်သွားပြီးတော့မှဆိုလို့ရှိရင်တော့သူ့လိုရပ်တန့်သွားမှာမဟုတ်လို့ပါပဲတို့ကဒီဟာအဲ့အတွက်ဒီ MATLAB မှာဆိုလို့ရှိရင်ကုတ်လေးတစ်ခုရေးပြီးတော့မှစမ်းသပ်ကြည့်အောင်ပါမအစမှာ0ဖြစ်ပြီးတော့ဆိုလို့ရှိရင်နောက်ဆုံးမှာ10ဖြစ်နေပါတယ်x equals 0 while x less than 10 increment က x equal to x plus 1အဲ့တော့ x ရဲ့တန်ဖိုးကို display လုပ်ခိုင်းတယ် run ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အစမှာ0ဖြစ်ပြီးတော့ဆိုလို့ရှိရင်နောက်ဆုံးမှာဆိုလို့ရှိရင်10ဖြစ်နေပါတယ်အဲ့လိုမျိုး program ကစနစ်တကျအလုပ်နေအောင်တွေ့ရပါမယ်အခုတို့ကခုနလေးကအရေးကြီးတဲ့အချက်နှစ်ချက်တွေကပထမတစ်ချက်ဖြစ်တဲ့အောင်ကိုစမ်းကြည့်အောင် command window ကို clear လုပ်လိုက်ပါမယ်အဲ့တော့ variable x တန်ဖိုးကိုဖျောက်ပြလိုက်မယ်ဖျောက်ပြီးမှ run လိုက်တဲ့အခါမှာဆိုလို့ရှိရင် undefined function of variable x ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ဒါ while ဆိုတဲ့စာကြောင်းမတန်ခင်မှာဆိုလို့ရှိရင် variable တန်ဖိုးကို define မလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်နောက်တစ်ခုကဒုတိယအရေးကြီးတဲ့တစ်ချက်ဖြစ်တဲ့အရာကိုစမ်းကြည့်ဖို့အတွက်တို့က statement တစ်ကြောင်း m equal to 2x plus 1 ဆိုတဲ့ statement တစ်ခုထည့်မယ်အဲ့ statement အတွက် increment တန်ဖိုးရော decrement တန်ဖိုးရောဖြောက်ထားလိုက်မယ်ဖြောက်ပြီးတော့မှ run လုပ်ကြည့်လိုက်မယ်
မ်းကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်နေလဲဆိုတော့ဒီဘက်ထောက်နာလေးမှာကြည့်ကြည့်လိုက်အဆက်မပြတ်ဖြစ်နေရလေးကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီလူကအဆက်မပြတ်လဲနေတာပါဒါ F5 နဲ့လူဖြစ်သွားတာပါဘယ်အချိန်မှရပ်သွားမလဲဆိုတဲ့ဥစ္စာကိုမရှိတော့ပါဘူးဒါ x ရဲ့ increment တန်ဖိုးပြန်ထည့်ပြီးတော့မှ run လိုက်တဲ့အခါမှာဆိုလို့ရှိရင်เนาะ x တန်ဖိုးကတန်ဖြစ်ပြီးတော့ဆိုလို့ရှိရင် m ရဲ့တန်ဖိုးတွေကအမျိုးမျိုးရရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဒီခုနကလေးကပြောလိုက်တဲ့အရေးကြီးပါတယ်ဆိုတော့ while loop မှာအရေးကြီးပါတယ်ဆိုတော့အရေးကြီးပါတယ်ဆိုတော့အချက်နှစ်ချက်ရဲ့အရေးပါဖို့ပြောသွားတာဖြစ်ပါတယ်နောက်ထပ်ဥပမာအနေနဲ့ခုလေးတစ်ခုရေးကြည့်အောင်m equal import enter value ဆို user စီကနေပြီးတော့ကိန်းဂဏန်းတစ်ခုတောင်းလိုက်မယ်အခုဥမာသူက file လို့ထည့်လိုက်တယ်ဆိုလို့ရှိရင် m ရဲ့တန်ဖိုး file လို့ထည့်လိုက် x ရဲ့တန်ဖိုး120ဆိုပြီးပြတာကိုတွေ့ရမယ်နောက်တစ်ခုကm ရဲ့တန်ဖိုး8လို့ထည့်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် second ပေါ်မှာဆိုလို့ရှိရင် x ရဲ့တန်ဖိုး4030ဆိုပြီးတော့မှထွက်လာတာကိုပြနေရအောင်တွေ့ရမှာဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင် i equal m ဆိုတာကြတော့ m ရဲ့တန်ဖိုးကို i ဆိုတဲ့ variable တွေကိုကူးထည့်လိုက်တာပါ။x equal 1ကကြတော့အဖြေကိုသိမ်းထားမယ် variable ဖြစ်ပါတယ်။ why I greater than 1ဆိုတာကြတော့ဒါကတော့ထပ်ခါတလေလေလောက်ခိုင်းတာပါ I ရဲ့တန်ဖိုးက1ထက်ကြီးနေသူအောက်ကအလုပ်တွေကိုဆက်လုပ်နေမယ်လို့ဆိုတာပါ x equal x plus I လက်ရှိ x တန်ဖိုးနဲ့ I တန်ဖိုးကိုမြောက်ပြီးတော့မှ x ထဲကိုပြန်သိမ်းတာပါဒါ factorial ကိုတွက်တဲ့အပိုင်းဆိုလို့ရှိရင်တော့အဓိကအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ခုက I equal I minus 1 I ရဲ့တန်ဖိုးကိုတစ်ခုလျှော့လိုက်တာဥပမာ5ကနေ4ကိုလျော့သွားတာn ကတော့ while loop ရဲ့အဆုံးပါနောက်ဆုံးပါဆိုလို့ရှိရင် x ရဲ့တန်ဖိုးကို second ပေါ်မှာပေါ်ပေးမှဖြစ်ပါတယ် m တန်ဖိုး8လို့ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက i တန်ဖိုးက8နဲ့ h တန်ဖိုး1ကနေစမှာဖြစ်ပါတယ်အဲ့မှာ i တန်ဖိုးတွေဒီတစ်ခုစီရော့သွားတယ်8765432ဆိုပြီးတော့မှ i တန်ဖိုးတွေဒီတစ်ခုစီရော့သွားတာနဲ့ဖြစ်နေတဲ့ h တန်ဖိုးတွေကလည်းပဲဆက်ခွဲပေါ်မှာအမျိုးမျိုးပြောင်းပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်နောက်ဆုံး40320ဆိုတဲ့နေရာမှာဆိုလို့ရှိရင်ရပ်တန့်တော့မှာဖြစ်ပါတယ်နောက်ဆုံးမှာ i equal 1ဖြစ်သွားတဲ့အခါ y i greater than 1ဆိုတဲ့အချက်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်မလို့1ကြီး1ထက်မကြီးတော့တဲ့အတွက်ကြောင့်မလို့လူပတ်တာရပ်သွားပါမယ်အဲ့ခါနောက်ဆုံးရတဲ့ရလဒ်ဒီ4030ဆိုပြီးတော့မှ320ဆိုပြီးတော့မှ command window မှာဆိုလို့ရှိရင်ထုတ်ပြပေးမှာဖြစ်ပါတယ်ဒါဒီwhile loop ကိုအသုံးပြီးတော့မှ8 factorial ကိုတွက်ချက်ပေးသွားတာဖြစ်ပါတယ်